ငွေချက်3သိန်းကျော်ရုံလေးနဲ့10စနစ်ကိုကောင်းကောင်းသုံးလို့ရမယ်ကီဘူးဥရိမိုးလေးကိုဝယ်လို့ရမယ်ဆိုရင်စိတ်ဝင်စားကြမလားဒီကောင်လေးကတော့ MMA 235ထွက်တဲ့ကီဘူးမတ်စိတ်ဥရိမိုးလေးပါနံပါတ်10စနစ်ကိုကောင်းကောင်းဆော်လို့ရပါမယ်သူထဲမှာတော့ထုံးစံတိုင်းဆော်ကြိုးပါမယ်အကျိုးပါမယ်ဝရင်ကာပါပါမယ်ဒီကောင်ကတော့နံပါတ်12ဝရင်ရမို့ကျွန်တော်ကစမ်းပြီးဆော်ပြပေးထားတာပါအသုံးပြုပေးထားတဲ့ MBR ကဘယ်လောက်လုံးမိတ်ဆွေထင်ပါသလဲနံပါတ်7ကိုခုမြင်ရတဲ့ပုံစံတိုင်းကိုအသုံးပြုနိုင်ဖို့ MMA မီယာ100ပဲအသုံးပြုပေးဖို့လိုအပ်ပါတယ်ဒါကတော့ MBR 100နဲ့စမ်းပြပေးထားတာပါ MBR 100မှာတော့မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲဝရင်ရောင်းကိုလုံးဝအမီးပြတ်တော့ခြင်းမရှိဘဲနဲ့ကောင်းကောင်းဆော်နိုင်တာကိုတွေ့ရမှာပါပြီးရင်ကျွန်တော်ကနံပါတ်10ကိုစမ်းပြပေးပါမယ်နံပါတ်10ကိုတော့ကျွန်တော်ကမီယာ MBR 150ကိုပြောင်းလဲပြီးအသုံးပြုပေးမှာပါမီယာ150ကိုဒါသုံးထားရဆိုတော့သူ့ရဲ့အသုံးပြုနိုင်တဲ့စွမ်းအားရဲ့တဝက်ကိုပဲကျွန်တော်အသုံးပြုပေးထားတာပါအဲ့ဒါတော့မှမြင်တဲ့အတိုင်းပဲမိတ်ဆွေတို့ကောင်းကောင်းမွန်မွန်နံပါတ်10ကိုအလုပ်လုပ်တာကိုတွေ့ရမယ် heavy သုံးကျင်တဲ့10စနစ်တွေ heavy သုံးကျင်တယ်ရမလားစိန်ပြီးစော်ကျင်တယ်ရမလားဆိုရင်မိတ်ဆွေတွေအတွက်ကတော့ဒါအဖြေလို့ထင်ပါတယ်ဘာလို့ဆိုတော့သူ့ရဲ့စွမ်းအားကိုတဝက်ချော့ချပေးတာတော့မှကောင်းကောင်းမွန်မွန်အလုပ်လုပ်ပါတယ်နောက်တစ်ခုဒီပုံလေးကိုကျွန်တော်ကြိုက်တဲ့ချက်ကတော့နံပါတ်10ဝရင်ချောင်းကို MBR 150နဲ့စော်တာတော့မှလုံးဝလှုပ်မသွားကြမသွားရတဲ့အချက်လေးပါပဲနောက်ပြီးဒီကောင်လေးအာမဂတ်အနေနဲ့လည်း6လပါပါတယ်ဒီကောင်လေးကိုကျွန်တော်ရောင်းချပေးမယ်စင်းတော့ကတော့3သိန်း3000နဲ့2000ကျပ်နဲ့ကျွန်တော်တို့ကရောင်းချပေးမှာပါအာမဂတ်6လပါတယ်ဝရင်မိုးလေးကိုကျွန်တော်တို့က3သိန်း3000 2000ကျပ်နဲ့ရောင်းချပေးမှာပါတကယ်လို့မိတ်ဆွေတို့စိတ်ဝင်စားလို့မှကျင်နေဆိုရင်ကျွန်တော်တို့ပြည်စုံရ Facebook Page Messenger ဒါမှမဟုတ်3995223333 Viber ဖုန်းနံပါတ်ဒီကိုဆက်သွယ်ပြီးမှာယူလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ